တမဒဦးဝင်းမြင့်တောင်ပြန်လွတ်လာပြီးမဲ့ခုချိန်ထိအထဲမှာဒုက္ခခံနေရတဲ့မင်းသားရဲတိုက်ရဲ့လူမတီးသေးတဲ့အကြောင်းတွေကိုပြောလာတဲ့လင်းညွတ်တာယာထူးခြားတဲ့မြန်မာနှစ်တကူအချိန်ခါကာလမှာပြည်သူတွေလည်းပျော်ရွှင်ကြသလိုအကြောင်းအမျိုးမျိုးကြောင့်အထဲရောက်နေရတဲ့အချင်းစားတွေလည်းလူငိမ့်နဲ့ပြန်လဲလွတ်မြောက်လာခဲ့တာမလို့ပိုပြီးဝမ်းသာစရာကောင်းနေပါတယ်အထူးသဖြင့်အခုနှစ်မှာတော့ပရိသတ်တွေအားလုံးလေးစားချစ်ခင်ရတဲ့တချိန်ကသမဒဟောင်းကြီးဦးဝင်းမြင့်ဟာဆိုရင်လေလူငိမ့်နဲ့ပြန်လဲလွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်ဒီအတွက်ကြောင့်ပြည်သူတွေနှစ်ဆတိုးပြီးပျော်ရွှင်နေရပေမဲ့တစ်ဖက်မှာဝမ်းနည်းနေရတာကမင်းသားရဲစိုက်တွေပါတရုတ်ဆောင်မင်းသားလေးရဲတိုက်ကအချက်ရောက်နေတာနှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီးနှစ်စဉ်တကိုင်းလူငိမ့်နဲ့ပြန်လဲလွတ်မြောက်ဖို့အားလုံးမျှော်လင့်ခဲ့ကြပေမဲ့တခါမှပါမလာခဲ့ပါဘူးဒီလိုဖြစ်ရတဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုတော့နာမည်ကျော်အကြားရင်းစရာလင်းညို့တိုင်ယာကဖွင့်ဟပြောချလာခဲ့ပါတယ်လင်းညို့တိုင်ယာကလည်းတစ်ချိန်ကအကြောင်းတစ်ခုကြောင့်အထဲကိုရောက်တဲ့အချိန်ရဲတိုက်နဲ့တွေ့ဆုံခဲ့ပြီးလိုဝချက်တွေကိုတီးခွင့်ရခဲ့တာပါတကယ်တော့ရဲတိုက်ဆိုတာအနုပညာအရာမှလည်းထူးခြုံတယ်လို့စိတ်တဘောထားကောင်းလွန်းလို့ပြိတ္တတွေချစ်ရတဲ့လူကောင်းတယောက်ပါမကောင်းမှုတွေလည်းမကျူးလွန်ပဲအထဲရောက်နေရတဲ့အကြောင်းကတော့သူ့ရဆိုင်ကဲထဲမှာဘဲကားနဲ့ဘလို့ရောက်နေမှန်းမသိတဲ့ဆေးအနှဲငယ်ကိုတွေ့ရလို့ပဲချစ်ပါတယ်ကိုယ်တိုင်သုံးဆွဲခဲ့တာမဟုတ်ပေမဲ့ရဲတိုက်ကတော့ဖြစ်မှုများစွာနဲ့ဖမ်းဆီးခံခဲ့ရပြီးတခြားနိုင်ငံရေးအကြောင်းတွေကြောင့်လည်းအထဲကိုရောက်သွားခဲ့ရတာပါလွန်ခဲ့တဲ့နှစ်များစွာကလည်းအထဲမှာထိမ့်ခံထားရတဲ့အတွက်အနုပညာကိုလုံးဝလွတ်ခွင့်မရဘဲလူတယောက်ရဲ့လွတ်လပ်ခွင့်တွေလည်းဆုံးရှုံးခဲ့ပြီးစိတ်ဆင်းရဲနေရပါတယ်အခုချိန်မှာလည်းတခြားသောကြီးမားတဲ့ဖြစ်မှုတွေလုပ်ခဲ့တဲ့မင်းသားမင်းသမီးတွေလူဆိုးကြီးတွေတောင်ပြန်လည်လွတ်မြောက်လာပေမဲ့ရဲတိုက်ကတော့လွတ်မြောက်လာခြင်းမရှိပါဘူးဒါကအရန်ကိုစဉ်းစားစရာကောင်းတဲ့အချက်တစ်ခုဖြစ်ကြောင်းနာမည်ကျော်ဗီဒင်ဆရာလင်းညွတ်တိုင်ယာကပြောပြလာတာဖြစ်ပါတယ်အထဲမှာခင်မင်ရင်းနှီးခဲ့ခြင်းကလည်းရဲတိုက်ကအင်မတန်စိတ်တဘောကောင်းသူဖြစ်ပြီးလူတွေအပေါ်ကူညီလိုစိတ်ရှိသူဆိုတာသိခဲ့ရပါတယ်ဒီလိုစိတ်တက်ရောအနုပညာရောပြေဝတဲ့မင်းသားတယောက်ကိုမဖြစ်တဲ့အကြောင်းတွေနဲ့အထဲမှာပိတ်လောင်ထားတဲ့အထက်အားလုံးလေးဝမ်းနည်းနေကြရပါတယ်ဒီနေ့မှာဆိုရင်လည်းအရင်ကသမဒဟောင်းဦးဝင်းမြင့်တောင်မှနှစ်တစ်လွတ်ငင်းချမ်းသာခွင့်နဲ့အတူလွတ်မြောက်ခွင့်ရလာပြီးမိသားစုနဲ့ဆုံစည်းခွင့်ရသွားခဲ့ပါပြီဖြစ်ပါတယ်မင်းသားရဲတိုက်ကတော့ဘယ်နေ့ဘယ်ချိန်ထိအထဲမှာရှိနေရဦးမလဲဆိုတာဘယ်သူမှတေချာမပြောနိုင်တဲ့အတွက်အမြန်ဆုံးလွတ်မြောက်ဖို့ကိုပဲဆူတောင်းဖို့ပဲရှိပါတယ်ရဲတိုက်ရဲ့မွေးနေ့ကဧပြီလ4လပိုင်း17ရက်နေ့ဖြစ်တာကြောင့်မွေးနေ့အမတ်တရားအနေနဲ့လွတ်မြောက်ခွင့်ရဖို့အတွက်ဆူတောင်းခဲ့တာလည်းဒီနှစ်မှာတော့မဖြစ်တော့ပါဘူးချစ်တဲ့ပရိသတ်တွေကတော့ဖြစ်မှုကြီးမားကျူးလွန်ထားခြင်းမရှိဘဲအထဲမှာရောက်တည်ဒုက္ခခံနေရတဲ့မင်းသားအတွက်နှစ်စဉ်တိုင်းဆူတောင်းမေတ္တာပို့နေကြပါတယ်တကယ်လို့ရဲတိုက်တာဒီလိုကိစ္စတွေကြောင့်အထဲမရောက်ပဲအနုပညာတွေဆက်လုပ်နေမယ်ဆိုရင်အကယ်ဒမီအများကြီးပိုက်ဆိုင်တဲ့ထိုက်တိုင်းမင်းသားကြီးတစ်လက်အထိအောင်မြင်မှုတွေသိမ့်ပိုက်နိုင်မှာအမှန်ပါပဲအခုတော့အနုပညာကျွဲပွင့်တယောက်ကိုအကျိုးမရှိပဲပိတ်လောင်ထားတဲ့အတွက်အားလုံးကဝမ်းနည်းနေရတာပါဒီနှစ်မှာလည်းလူငိမ့်နဲ့ပြန်လဲလွတ်မြောက်လာခြင်းမရှိသေးတဲ့မင်းသားလေးရဲတိုက်ကိုဒုက္ခတွေကင်းပြီးအမြန်ဆုံးလွတ်မြောက်လာအောင်ချစ်တဲ့ပရိသတ်ကြီးတို့ကဆူတောင်းတီးသွားခဲ့ကြပါအောင်နော်